ယနေ့နာတော်ရစီယာမှာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်အနောင်ဖွဲ့ကင်းသောဝမ်းမြောက်ခြင်းကိုရောဒီအကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည်သူတို့၌ရှိစေခြင်းက၎င်းအကျွန်ုပ်သည်သူတို့၌ရှိစေခြင်းက၎င်းကိုရော၏နာမကိုအကျွန်ုပ်သည်သူတို့အားပြညွန်ပါမည်ဖြစ်၍အစဉ်ပြညွန်ပါမည်ဟုမိန့်မြွက်တော်မူ၏ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး19အပိုင်ငယ်26ဤဒီမှာယေရှုခရစ်တော်အသေးခံတော်မူမည်ညတွင်ဆုတောင်းခဲ့သောစကားဖြစ်သည်ဝမ်းမြောက်ဖွယ်အကောင်းဆုံးသောအရာကိုအကန့်အသတ်မဲ့သောခွန်အားနှင့်ချစ်ချင်းမေတ္တာတို့ဖြင့်ထာဝရကာလစံစားပျော်ရွှင်နိုင်ရမည်အကြောင်းကိုစဉ်းစားကြည့်ပါယင်းတွေ့ကြုံကိုဤလောကထဲ၌ကျွန်တော်တို့ခံစားကြုံတွေ့ရမည်မဟုတ်သေးပါကျွန်တော်၏ပြီးပြည့်စုံသောကျင့်တဲ့ရောင်ရဲခြင်းကိုဤလောက၌ခံစားနိုင်ရန်အတားအဆီး၃ခုရှိလျက်နေသည်ပထမချက်မှာဤဖန်ဆင်းခံလောက၌ကျွန်တော်တို့၏နှဆိုင်သောဆန္ဒများကိုဖြည့်ဆည်းပေးနိုင်မည့်အစွမ်းတကူလုံလောက်သောအရာမရှိသေးပါတခြားတစ်ခုမှာအဖို့တန်ဆုံးသောအရာများကိုအပြည့်အဝခံစားနိုင်ရန်ကျွန်တော်တို့၌လုံလောက်သောခွန်အားအစွမ်းမရှိသောကြောင့်ဖြစ်သည်ပြီးပြည့်စုံသောကျင့်တဲ့ရောင်ရဲခြင်းကိုကြုံတွေ့ခံစားနိုင်မည့်လမ်းကြောင်း၌အစည်းအဝေးဖြစ်လျက်နေသည့်တတိယအချက်မှာကျွန်တော်တို့၏ဝမ်းမြောက်ခြင်းသည်ဤနေရာ၌အဆုံးသတ်သွားခြင်းကြောင့်ဖြစ်သည်မိသည့်အရာမျှမတည်မြဲပါသို့သောရှင်ယောဟန်ခရစ်ဝင်ခန်းကြီး19အပိုင်ငယ်26တွင်ယေရှုဖျားဆုတောင်းသည့်အတိုင်းအမှန်ဖြစ်လာလျင်အရာအလုံးပြောင်းလဲသွားပြီလိမ့်မည်ကိုရောသည်အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည်သူတို့၌ရှိစေခြင်းက၎င်းအကျွန်ုပ်သည်သူတို့၌ရှိစေခြင်းက၎င်းကိုရော၏နာမကိုအကျွန်ုပ်သည်သူတို့အားပြညွန်ပါမည်ဖြစ်၍အစဉ်ပြညွန်ပါမည်ဟုသခင်ယေရှုဆုတောင်းခဲ့သည်သားတော်ပေါ်ထားသည့်အကန့်အသတ်မဲ့သောကျင့်တဲ့ဝမ်းမြောက်မှုချစ်ချင်းမေတ္တာတော်သည်ကျွန်တို့အထဲ၌ရှိသားတော်၌ထားသည့်ဘုရားသခင်ကျင့်တဲ့နှစ်သက်ခြင်းသည်သားတော်၌ကျွန်တို့၏ကျင့်တဲ့နှစ်သက်ခြင်းဖြစ်လာသည်ထို့နောက်ကျွန်တို့နှစ်သက်သောအရာဖြစ်သောယေရှု၏ပုဂ္ဂိုလ်တော်မြတ်၌အဖို့ထိုက်တန်မှုသည်အဆုံးမဲ့ဖြစ်လာသည်ကိုရောသည်ဘယ်သောအခါမျှညီးငွေ့ပွဲစိတ်ပြက်ဖွယ်သို့မဟုတ်စိတ်ဆင်းရဲဖွယ်ရာမဖြစ်နိုင်တော့ပါဘုရားသခင်သားတော်သည်တာ၍အဖို့ထိုက်တန်သည့်ဗန္နာတော်ကိုတွေးတောနိုင်ပွဲမရှိတော့ပါထို့များမကလူသား၏အားနည်းချက်ကြောင့်ကန့်သက်ခံထားရသည့်ဤအနန္တအဖို့တန်သောဗန္နာတော်ကိုခံစားနိုင်စွမ်းသည်လည်းအဆုံးမဲ့လွတ်မြောက်မည်ဖြစ်သည်ခမဲတော်၏ပျော်ရွှင်ဝမ်းမြောက်ခြင်းကြောင့်ကျွန်တို့သည်သားတော်၌ဝမ်းမြောက်ပျော်ရွှင်ခြင်းကိုခံစားရမည်ဖြစ်သည်ဤသို့ဖြစ်လာရန်ယေရှုဆုတောင်းခဲ့ခြင်းဖြစ်သည်သားတော်၌ဘုရားသခင်ကျင့်တဲ့ဝမ်းမြောက်ခြင်းသည်ကျွန်တို့အထဲ၌ရှိမည်ဖြစ်ကာသားတော်၌ကျွန်တို့၏ကျင့်တဲ့ဝမ်းမြောက်ခြင်းဟုသောကျွန်တို့၏ကိုယ်ပိုင်ဝမ်းမြောက်ခြင်းဖြစ်လာပေလိမ့်မည်ထို့ပြင်ခမဲတော်နှင့်သားတော်တို့သည်အဆုံးမရှိသောကြောင့်၎င်းသည်လည်းဘယ်သောအခါမျှအဆုံးသတ်သွားမည်မဟုတ်ပေခမဲတော်နှင့်သားတော်တို့၏တူပေါ်ထားရှိသောချစ်ချင်းမေတ္တာတော်သည်ခမဲတော်နှင့်သားတော်ပေါ်ထားသည့်ကျွန်တို့၏ချစ်ချင်းမေတ္တာဖြစ်လာမည်ထို့ကြောင့်ခမဲတော်နှင့်သားတော်ပေါ်ထားသည့်ကျွန်တို့၏ချစ်ချင်းမေတ္တာသည်ဘယ်သောအခါမျှအဆုံးသတ်ခြင်းပြတ်သုံးခြင်းရှိမည်မဟုတ်ပေယခုနာတော်ရဆင်ခဲ့ရတာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်